အားလုံးပဲတက်လို့ဆိုပါဒီတစ်ခါမှာတော့ကျွန်တော်ရဲ့အတိမိတ်ဆွေတယောက်ရဲ့အိမ်မှာလူရှေ့ရောက်စာမွေးနေ့ညစာလေးတွားရောက်ချက်ပေးဖြစ်ခဲ့ပါတယ်ခင်ဗျာမန်နူတော့ကို client နဲ့တခြားတိုင်ပင်ပြီး a la carte style ဟင်းပွဲလေးမျိုးလုပ်ပေးထားပါတယ်ဒီနေ့ကတော့ညနေ9:00နာရီခွဲဆက်မှာဖြစ်လို့မနေ့ကတည်းကလိုအပ်တာတွေဝယ်ချမ်းပြီးအိမ်မှာ prep လုပ်ပါတယ် reception အတွက်ကို small bite crostini လေးလုပ်ပေးဖို့ gluten free ပါမောင်ကိုအရင်စားကိုင်တယ်ပြီးရတယ်သူ့ပေါ်ကနေတင်ဖို့ burrata ကို Maya lemon zest ရဲ့ kosher salt နဲ့တမအောင်နယ်ပြီးနှောက်ထားလိုက်ပါတယ်သူနဲ့တွဲစားဖို့ခရမ်းတင်တီတို့ကိုအီတလီကပါလာတဲ့တန်လင်ကြီးစစ်စစ်ရဲ့ပင်စိမ်းစားတံပီယိုတို့နဲ့တုပ်ထားလိုက်ပါတယ်နောက်ထပ် appetizer ဟင်းပွဲဖြစ်တဲ့ risotto အတွက် arborio rice တွေကိုအိမ်ကနေပဲ par cook လုပ်သွားလိုက်ပါတယ်သူတို့လိုအပ်တဲ့ saffron cream ကိုပါတခါလေးလုပ်ပြီးတော့အေးခဏလိုက်တယ်ပြီးရတယ် starch ဟင်းပွဲဖြစ်တဲ့အာလူးတွေကိုပပလေးလှီးပြီးတော့ nutmeg peppers နဲ့ kosher salt ထည့်ထားတဲ့ cream နဲ့မှာစိမ့်ထားလိုက်ပါတယ် vegetable တွေ broccoli ကို blanch လုပ်ပြီး protein ကြောက်ကိုတော့ beef tenderloin တွေကိုကျိုးလေးနဲ့ twine လုပ်ပြီး seal လုပ်ထားလိုက်တယ်ပြီးရတယ်သူနဲ့တွဲစားမဲ့ red wine bottle sauce ကိုပါတခါလေးလုပ်ထားလိုက်ပါတယ်ကျွန်တော်ဒီဘက်မှာဟင်းချက်နေချိန်ပန်းမြတ်ကတော့ဟင်းပွဲအတွက်လိုအပ်တဲ့ garnish တွေ component တွေကိုပြင်ဆင်ပေးနေပါတယ်အားလုံးပြင်ဆင်ချက်ပြုတ်ပြီးရတယ်ကျွန်တော်နှစ်ယောက်ရေမိုးချိုပစ္စည်းတွေ pack လုပ်ပြီး client အိမ်ကိုချီတက်ကြပါတယ်ခင်ဗျာရောက်တယ်လည်းကျွန်တော်ထုံးစံတိုင်းပစ္စည်းတွေနေရာချပြီးတော့ station setup လုပ်ကြပါတယ်ကျွန်တော် kitchen setup လုပ်နေချိန်မှာပန်းမြတ်ကတော့အရှိမ table setup တော့လုပ်ပါတယ် front house တော့ကိုတော့ကျွန်တော်လောက်ကတင်ငယ်ချင်း Dominic ကိုခေါ်ထားတယ်ဗျအဲ့ဒါရောက်တဲ့အခါမှာစကားပြောင်းစားဖို့ Christine လေးကိုစပြီး plating လုပ်ပါတယ် gluten free Christine ပေါ်မှာ zesty burrata ရဲ့ basil tomato ရဲ့နဲ့နောက်ဆုံး balsamic parsley တွေကို top လုပ်ပေးထားပါတယ်ပြီးရတဲ့ appetizer ဟင်းပွဲအတွက်ချက်သားတွေကိုအရင်ချက်ထားလိုက်တယ်အဲ့ပန်ထဲမှာပဲ saffron risotto ချက်ဖို့အတွက်ချက်သွန်နီစီးသက် white wine နဲ့ deglaze လုပ်ပြီးအိမ်ကလီးလာတဲ့မှုနဲ့ sun dried tomato ကိုထည့်ပြီးတော့ခဏချက်ထားလိုက်ပါတယ်ပြီးရတဲ့အိမ်ကအသိယူလာတဲ့ arboro rice ရဲ့ saffron cream ထည့်ပြီးတော့ဆန်လုံးလေးပြောလာတဲ့အထိတည်ထားလိုက်တယ်ဗျ saffron risotto မှာအပေါ်ကနေ lemon garlic herb chicken တင်ပြီးတော့ cherry tomato parmesan နဲ့ micro plant လေးတို့သုံးပြီး garnish လုပ်ပေးထားပါတယ် salad အတွက်ကိုတော့ကျွန်တော် wedge salad လေးလုပ်ပေးထားပါတယ်စောစောကလီးထားတဲ့ ice bell lettuce ကို blue cheese resin ရဲ့ bacon chives gorgonzola နဲ့ client request အရာလုပ်ပေးထားတဲ့ special pickle red onion လေးနဲ့ garnish လုပ်ပေးထားပါတယ် salad course အပြင်ကိုရောက်ပြီးရတဲ့တပြိုင်နက်အသားတွေကို oven နဲ့ထည့်ပါတယ်စိတ်နဲ့တွဲစားဖို့ bottle sauce ကိုပူပေးထားပြီးတော့ broccoli ကိုလည်း garlic butter နဲ့ saute လုပ်ထားလိုက်တယ်ဗျ gratin potato အတွက်ကိုလည်း gruyere cheese တွေပေါ်ကထည့်ပြီးတော့ oven ထဲမှာ finish လုပ်ပါတယ်နားနေလို့အသားတွေ ready ဖြစ်ပြီဆိုတာနဲ့ကျွန်တော် plating စားလုပ်ပါပြီပပလေးလီးပြီးတော့ layer လိုက်ချက်ထားတဲ့ potato gratin ကို beef tenderloin နဲ့တွဲပေးထားပြီးတော့ bottle sauce ရဲ့ broccoli တွေနဲ့နောက်ဆုံး finish လုပ်ပေးထားပါတယ် main course တွေချပြီးရတဲ့တပြိုင်နက်ကျွန်တော် dessert အတွက်ကိုစားပြီးပြင်ဆင်ပါပြီမွေးနေ့ရှင်က chocolate နဲ့ peanut butter ကြိုက်တယ်ဆိုလို့ molten chocolate cake ကိုမှအလဲက chocolate peanut butter lava လေးထည့်ပြီးလုပ်ပေးထားပါတယ် strawberry balsamic glaze ကိုအောက်ခံထားပြီးရေခဲမုံကတော့ French vanilla ice cream ကိုသုံးပေးထားပါတယ်အဆုံးထိစိတ်ဝင်စားကြည့်ရှုပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ဒီဟင်းပွဲရဲ့ထဲမှာအသင်အစားကျင်ဆုံးအနှစ်သက်ဆုံးဟင်းပွဲများရှိခဲ့ရဆိုလို့ရှိရင်အောက်မှာလွတ်လပ်စွာ comment ပေးထားခဲ့လို့ရပါတယ်ခင်ဗျာ